လက်ဘင်းအရှိကြီးနဲ့တရေမတခါတော့ကရွာတရွာမှာလူတွေအများကြီးနေထိုင်ကြပြီးရွာသူရွာသားတွေကလည်းစီလုံးကြပါတယ်။ဒါပေမဲ့ရွာမှာလွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကလေးကထူးဆန်းတဲ့အဖြစ်အပျက်တွေစတိုင်းဖြစ်နေပါတယ်။ရက်အနည်းငယ်လောက်ကစရွာထဲမှာလက်ဘင်းအရှိကြီးနဲ့တရေမကြီးတကောင်ဝင်လာပြီးဒုက္ခလိုက်ပေးနေရပေါ့။ရွာတွေကိုလာတဲ့သူတွေကလည်းတောအုပ်ကိုဖျက်ပြီးမလာရကြတော့ပါဘူး။တောအုပ်ထဲကိုသွားတဲ့သူတိုင်းနေဘက်သွားသည်ဖြစ်စေညဘက်သွားသည်ဖြစ်စေတရေမကြီးရဲ့တားကောင်ဖြစ်ရတတ်ပါတယ်။ဒါပေမဲ့ရွာကနေမြို့ပေါ်တက်ဖို့ဆိုရင်လည်းလမ်းကတလမ်းပဲရှိပါတယ်။အဲ့ဒါကတော့တော်လန်ပါ။တစ်ခါမှတော့ရွာမော်နေထိုင်နေခဲ့တဲ့မိုင်ဂယ်ဆိုတဲ့သူတယောက်ကမောက်ရောင်မှုအတွက်တော်လန်ကနေမြို့ပေါ်ကိုတက်ရမှာပါ။သူလည်းတော်လန်ကိုရောက်တာနဲ့တရားဟုတ်ထဲပြောနေခင်မိပါတယ်။အခုတော့မှတော်လေးနောက်ကျနေပြီဒီကနေအမြန်ဆုံးသွားမှဖြစ်မယ်။မဟုတ်ဘူးဆိုလို့ရှင်တော့ဒီထက်ပိုပြီးနောက်ကျသွားလိမ့်မယ်။တခြားလမ်းကနေသွားရင်ပိုပြီးတော့ကြားနေမှာအမြန်ဆုံးရောက်မဲ့လမ်းကလည်းဒီတလမ်းပဲရှိတယ်။ဒီလမ်းကိုရွေးပြီးသွားမယ်ဆိုရင်လည်းလေဘင်းအရှိကြီးနဲ့စုံမကြီးကငါ့ကိုတတ်စားပြေအောင်ပါစုံမကြီးတွေဆိုတာကညာဘက်ကျမှထွက်တာမဟုတ်ဘူးလားအခုမနဲ့အစောကြီးရှိသေးတာဆိုတော့သူတို့မလာတော့ပါဘူးကွာဟုတ်တယ်ငါဘာမှသူ့ကိုကြောက်စရာမလိုငါဒီလမ်းကနေအေးအေးဆေးဆေးသွားလို့ရတယ်မန်ဂလကလည်းစေချင်အောင်ကြီးခေါင်းပေါ်ရွက်ပြီးနောက်မှာတော့တော်လန်ကနေပဲမြို့ပေါ်ကိုသွားဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်တော်ရဲကိုရောက်ပြီးဆိုတာနဲ့တစုံတယောက်ရဲ့အော်ရီတန်ကြီးကိုကြားခဲ့ရပါတယ်တရဲမကြီးကတော့တိတိမမထိုင်နေခဲ့တာဖြစ်ပြီးအတန်အကျဲကြီးနဲ့ရှိနေပါတယ်ဘယ်ကိုပြေးနေတာလဲငါလက်ထက်ကလွတ်မဲ့ထင်လို့ပြေးနေရလားနင်းရဲ့ခေါင်းပေါ်မှာဘာတွေတင်ထားတာလဲသူလည်းအနောက်တွေဘာတွေလဲကြည့်ရပေါ့ဒါပေမဲ့ဘယ်သူမှလည်းမရှိပါဘူးဒီအချိန်မှာတရဲမကြီးဟာသူပင်ပေါ်ကအောက်ကိုဇလာခဲ့ပါတယ်ပြီးသွားတာနဲ့မန်ဂတ်ကိုပြူးကြည့်နေခဲ့ပါတယ်အခုနေငါလက်ထဲရောက်လာပြီဆိုတော့ငါဖြစ်စေခြင်းတဲ့အတိုင်းပဲနင်းဖြစ်ရလိမ့်မယ်အချိန်ကြာကြီးနေမှာငါသားကောင်ငါရရှိတာဆိုတော့စိတ်ကြိုက်လုပ်ပြမယ်ဒီနေ့ငါစိန်ပြေတပြေအေးအေးစစ်စစ်နေကိုစားတော့ပြမယ်မလောက်ပါနဲ့ဆောင်းမကြီးမလောက်ပါနဲ့ကျွန်တော်မစားလိုက်ပါနဲ့နော်အခုချိန်ထိကျွန်တော်မိန်းမတော့မယူရသေးပါဘူးဗျာဘိုက်စားရဲဆိုရင်တော့ကျွန်တော်မမုတ်တွေအများကြီးပါလာခဲ့ဒါတွေကိုတွားရမလို့ခမရဒါတွေကိုစားလိုက်ပါလားစားမှာပေါ့မုတ်တွေကိုစားမယ်မုံမစားခင်မှာငါနင်းကိုအရင်ဆုံးစားမယ်နင်းကိုစားပြီးတော့မမုတ်စားမယ်ပြောဆိုပြီးနောက်မှာတော့ဆောင်းမကြီးကလည်းမန်ဂလီရဲ့လက်ဘင်းကိုဖောက်သွေးတွေအကုန်လုံးကိုတောက်ချပြလိုက်ပါတယ်သွေးတောက်ပြီးဆိုတာနဲ့သူကမုတ်တွေကိုစိမ့်ပြေတပြေထိုင်စားပါသေးတယ်ရွာလူတွေကတော့အရသာရှိတဲ့မုတ်တွေကိုကြော်တတ်တာပဲစားကောင်းတဲ့ဟေးအရသာရှိတယ်အခုတောအုပ်ထဲမှာပဲနေနေရပြင်းလာပြီးငါလည်းရွာထဲသွားပြီးတော့နည်းနည်းတောင်းညံ့ရမယ်ရွာထဲမှာလူတွေလှုပ်ရောင်တဲ့မုတ်တွေကအရသာရှိတယ်လို့ငါကြားတယ်ရွာသူရွာသားတွေကဟင်းချက်လဲတိတ်ကောင်းကြတာဆိုတော့သူတို့လှုပ်ထားတဲ့မုတ်တွေကိုသွားစားကြည့်မယ်ဒီလိုနဲ့ဇောမကြီးလည်းအသင်ရဲစွာနဲ့တောအုပ်ထဲကနေရွာထဲဝင်လာခဲ့ပါတယ်ရွာထဲကိုရောက်သွားတာနဲ့ပါနီပူရီတဲ့တယောက်ကိုသူလည်းတွေ့ရှိသွားပါတယ်စုံမကြီးကသူ့ရဲ့လက်ပင်ကိုအရှိကြီးဆွဲထုတ်လိုက်ခဲ့ပြီးနောက်မှာတော့ပါနီပူရီကိုနှိုက်စားပါတယ်။ဟာဒုက္ခပဲ။ရွာသူရွာသားတို့ရေဒီမှာကြည့်ပါဦး။လက်ပင်အရှိကြီးနဲ့စုံမကြီးရွာထဲကိုဝင်လာပြီးသူဘလို့ဖြစ်လို့ရွာထဲကိုဝင်လာရဲတာလဲ။ကဲကြပါဦး။ဒီမှာကျွန်တော်ရဲ့လဲမှာရှိတဲ့မုတ်တွေကိုလူစားနေတယ်။ကဲကြပါဦးဗျာ။ဟဲ့ဖတ်တီဘာတွေအော်နေရလဲ။ဟမ်ငါမုတ်လေးနဲ့စားတာကိုနေရအော်ပြီးတော့ငါ့ကိုမောင်းထုတ်ချင်တယ်ပေါ့လေဟုတ်လား။နင်ကိုယ်တိုင်ကြတော့တစ်ခါစားရင်လူ၄ယောက်စားလောက်စားရမလားမလုပ်ပါနဲ့ဗျာမလုပ်ပါနဲ့ဆုံးမကြီးရဲ့ကျွန်တော်တော့မစားပါနဲ့ကျွန်တော်ကိုလှုပ်ပေးပါဗျာကျွန်တော်ဒီကနေသွားခွင့်ပေးပါကျွန်တော်မှမိသားစုရှိသေးတယ်ဗျာကျွန်တော်ရဲ့ကလေးလေးတွေဆိုတာကလည်းငငယ်လေးတွေပဲရှိသေးတာကလေးငငယ်လေး၄ယောက်နဲ့မိန်းမတစ်ယောက်ကရှိသေးတာဗျာသူတို့ကျွန်တော်ဒါမရှိဘူးဆိုရင်ဘယ်သူကရှာကျွေးမလဲကျွန်တော်ခွင့်လို့ပါဗျာကျွန်တော်မှားသွားတာရှိရင်ခွင့်လို့ပါကျွန်တော်သွားခွင့်ပေးပါတကယ်လို့ကျွန်တော်လှုပ်ပေးမယ်ဆိုရင်တော့နေ့စဉ်နေတာအရသာရှိတဲ့ပါနီပူရီအများကြီးခမားအတွက်လှုပ်ပေးမယ်အမှန်တိုင်းပြောရမယ်ဆိုလို့ရှင်တော့ငါနေ့ကိုလှုပ်ပေးခြင်းစိတ်တစ်စက်ကလေးမှရှိတာမဟုတ်ဘူးဒါပေမဲ့နေရာကအလောက်တောင်မှတောင်းဆိုနေရဆိုတော့ငါအနေနဲ့နင့်ကိုလှုပ်ပေးလိုက်လို့ရှင်လဲရတာပဲလေဒါပေမဲ့တခုရှိတာကတော့နင်နေ့စဉ်နေတိုင်းငါအတွက်အရသာရှိတဲ့ပါနီပူရီလှုပ်ကျွေးရမယ်နော်အဒီဂတိကိုမေ့သွားလို့လုံးဝမဖြစ်ဘူးကြားလားနင်ငါ့ကိုနေ့စဉ်နေတိုင်းပါနီပူရီမလှုပ်ကျွေးလို့ကတော့တရက်တည်းတစ်ခါတည်းစားပစ်လိုက်မယ်ဒီလိုနဲ့ဆုံးမကြီးကလည်းကြောက်စရာကောင်းတဲ့ပုံစံနဲ့ရှီမောနေခဲ့ပါတယ်ဆုံးမကြီးအတောင်ကြားခဲ့ရတဲ့ခါမှာရွာသူရွာသားတွေအားလုံးလည်းကြောက်လန့်တကြားနဲ့ထွက်ပြေးတိတ်ရှောင်ကုန်ကြတာပေါ့ချင်းချင်းဆက်ဆက်လေးစားပြီးသွားပြီဆိုတော့ငါလည်းနည်းနည်းလေးအရသာပြောင်းချင်တယ်အခုချိုတာလေးတစ်ခုခုစားကျင်လိုက်တာကြည့်ပါဦးမဟုတ်အချိုအကြောင်းပြောရသေးရဲ့ဟိုရှိမှမဟုတ်အချိုဆိုင်လေးဖွင့်ထားတာမဟုတ်ဘူးလားအဲ့ဒီဆိုင်ကမဟုတ်အချိုတွေသွားစားမယ်ဒီလိုနဲ့ဆုံးမကြီးကလည်းလမ်းမလျှောက်ချင်တော့တာကြောင့်သူမရဲ့လေပင်ကြီးကိုပဲဆွဲဆန်းလိုက်ပြီးမဟုတ်အချိုဆိုင်မှာရှိတဲ့မဟုတ်အချိုတွေကိုယူစားပြစ်ပါတယ်ဟာဒုက္ခပါပဲဆုံးမကြီးရွာထဲဝင်လာပြီးတောင်းညံ့နေတယ်သူကဈေးထဲမှာရှိတဲ့ဆိုင်တွေကမုတ်တွေကိုလိုက်လူစားနေတယ်ဒီအချိန်မှာမုတ်ချုံဆိုင်ပိုင်ရှင်ကြီးကအိမ်ထဲကနေထွက်လာခဲ့ပါတယ်။ဒါဘာလို့တာလဲဟဲ့
ငါရဲ့ဆိုင်မှာရောင်းတဲ့မုတ်ချိုတွေအားလုံးကိုနင်ကလာစားသွားတယ်ဟုတ်လားနင့်ကိုနင်ဘာထင်နေလဲငါလက်ထဲကနေလှုပ်ဖို့မစင်စားထားနဲ့နင့်ကငါကျင်းစားတိုက်ပြစ်အောင်မယ်ငါတုံးမဘာတွေလျှောက်ပြောနေရလဲအတော်ကြီးရဲ့ဒုက္ခပါပဲဗျာကျွန်တော်တို့အားလုံးဒုက္ခရောက်ကုန်ကြတော့မှာပဲဒါတွေကိုဘယ်သူလာစားသွားတာလဲဆိုတာကိုတေချာကြည့်လေမျက်လုံးမမြင်ရတော့ဘူးလားအသက်ကြီးလာလို့မျက်လုံးမှုန်နေပြီလားတို့တေချာကြည့်ပါအောင်ဗျာခန္ဓာကိုယ်တစ်ခုလုံးကစိမ့်နေရလေခေါင်းရှည်ကြီးနဲ့စုံးမကြီးဗျသူ့ကိုပြောချင်တာတော့ပြောနေရဲ့စိတ်ဆိုးသွားလို့တစ်ခုခုလောက်သွားရင်ဘောပါပြတ်သွားမယ်အတော်ကြီးရဲ့စကားကြောင့်စုံမကြီးလည်းအတော်လေးကိုဒေါသထွက်နေပါရီဒေါသကြီးနေတဲ့စုံမကြီးကပြောတာပေါ့ဘာပြောလိုက်တယ်ဖွားကြီးရှင်ကျမကဘာပြောလိုက်တာလဲကြီးရတာနေရနေရဲ့အသက်ကိုမချစ်ခင်ဘူးနဲ့တွေ့ပါရီအသက်ကဖြစ်ကြီးနေပြီစကားအကြီးကြီးတွေကပြောတတ်နေတုံးပဲလားငါနဲ့တခါတည်းဝါစာပြလိုက်မယ်ဆိုလို့ရှင်သွားပြီးသွားတော့နေအစားအနာကိုရှာတွေ့မှာမဟုတ်ဘူးဒါပေမဲ့နေ့လိုအသက်ကြီးပြီးရင်းထော်နေတဲ့ဖွားကြီးကိုတော့ငါလည်းမစားချင်ပါဘူးငါရဲ့အရသာခံအာယုံတွေအားလုံးပျက်စီးသွားမှာဆိုလို့မစားတော့ဘူးအခုလူသားတွေကိုစားနေရတာငါလည်းတကယ်ပြင်းနေပြီအခုချိန်ကစပြီးငါရွာထဲဝင်လာပြီးအရသာရှိတဲ့မုတ်တွေကိုစားမယ်ဆိုပြီးတော့စဉ်းစားထားတယ်ပြီးတော့ရွာသူရွာသားတွေကကျမကိုဘာဖြစ်လို့လက်ဘင်းရှည်ကြီးနဲ့ဆုံးမဆိုပြီးတော့ပြောနေရတာလဲအတိတ်ပဲမရှိလိုက်တာတလားဒီလှပပြီးတော့ကြောက်ရှင်းနေတဲ့လက်ဘင်းပိုင်ရှင်ကိုမြောင်ဟုတ်ပါတယ်ဆုံးမကြီးကတကယ်အရောက်လှပလွန်ပါတယ်ဒီလောက်ထိလှပတဲ့လက်ဘင်းရှည်ကြီးနဲ့ကိုအတန်လေးကလည်းအဆိုတော်လိုပဲချစ်စရာအရန်ကောင်းတယ်နားထောင်လို့အရန်ကောင်းတာပဲဆုံးမကြီးကလည်းရီမောပြည့်ရွှေစွာနဲ့ပြောပါတယ်တရွာလုံးမှာငါ့ကိုနားလေတာဆိုတော့နင်တယောက်တည်းပဲရှိတယ်နင်တယောက်တည်းပဲအမြင်မှန်ရှိရနော်ရွာသူရွာသားတွေအကုန်လုံးကကန်းနေကြတယ်သူတို့ကိုလိုက်ရှင်းပြလိုက်ဒီနေ့ကစပြီးတော့ငါနေ့စဉ်တိုင်းရွာထဲကိုလာခင်းမယ်လို့ငါရွာထဲလာပြီးဆိုတာနဲ့သူတို့ဆိုင်တွေမှာရောင်းတဲ့မုတ်တွေအားလုံးကိုငါစားမှာအရသာအရှိဆောင်မုတ်တွေကိုလှုပ်ထားပြောပြီးနောက်မှာတော့ဇုံမကြီးကလည်းဓမ္မနေထိုင်တဲ့တောအုပ်ကြီးရဲ့ကိုပြန်ဝင်ရောက်သွားခဲ့ပါတယ်ဇုံမကြီးတောအုပ်ထဲကိုဝင်သွားပြီးဆိုတာနဲ့ရွာသူရွာသားတွေအားလုံးကလည်းတိုင်ပင်ကြပါတယ်ပြီးတော့ရွာသူကြီးကိုသွားတိုင်ကြပါတယ်ရွာသူကြီးရဲ့ဒုက္ခဟလာတွေ့ပြီးဇုံမကြီးကတော့ရွာထဲမှာတောင်းရမ်းပြီးတောအုပ်ထဲကိုပြန်ဝင်သွားပြီးရွာသူကြီးကတော့အေးစစ်စစ်ကူးချိန်ထိထိုင်နေတော့မယ်တခုခုလှုပ်အောင်လေဟုတ်ပါတယ်ရွာသူကြီးအနေနဲ့တခုခုလှုပ်ပေးတဲ့နဲ့မဟုတ်ဘူးဆိုရင်တော့ဇုံမကြီးကျွန်တော်တို့ရွာသူရွာသားတွေအားလုံးကိုနေထိုင်မြအောင်လုပ်ပြလိုက်မယ်သူရွာထဲအမြဲတမ်းလာမယ်ဆိုပြီးတော့ပြောသွားတယ်အော်ခမရတို့ကလည်းဗျာနားလေကြလေဒီကိစ္စကလူတယောက်ရဲ့အကြောင်းမဟုတ်ဘူးဇုံမကြီးကိုကျွန်တော်ကဘလို့ကိုင်းတွေဖြည့်ရှင်းပေးရမလဲသူကတကယ်ကိုကြောက်စရာကောင်းတဲ့ဇုံမကြီးငါကြားဘူးတလို့ဆိုရင်တော့လက်ဘေးရှိကြီးနဲ့ဇုံမကြီးတွေကအရန်ကိုအားရင်ကြီးတယ်တဲ့သူတို့မှာစွမ်းအားတွေလည်းအများကြီးရှိတယ်ဆိုပဲဒါပေမဲ့သူတို့ကညံတော့တုံးကြတယ်အစားတောက်စားရတာကိုအရန်ခုံမင်းနေငါတို့ရွာသူရွာသားတွေအကုန်လုံးကငါတို့အသက်ကိုကဲတင်ခြင်းနဲ့ဆိုလို့ရှင်တော့တခုပဲရှိတယ်အဲ့ဒီနီလန်အဲ့ဒါကသူစားခြင်းနဲ့အစားတောက်တွေသူ့ကိုနှိမ်တိုင်းကျွေးလိုက်ရုံပဲဘာတွေလျှောက်ပြောနေရလဲရှင်ကျမတို့သူစားသလောက်အကုန်ကျွေးနေမယ်ဆိုရင်တော့ဆုံးရှုံးကုန်မှာပေါ့ကျမတို့လည်းမွဲတော့မယ်သိရလားကျမကတော့လေကျမဆိုင်မှာရှိတဲ့တကြားတပွင့်အောင်အဲ့ဒီဆုံးမမကျွေးခြင်းဘူးအဲ့ဒီဆုံးမတခုခုလုံးမကိုဖြစ်တော့မယ်ဒီတိုင်းလွတ်ထိုင်းကျမတို့ပဲဒုက္ခတွေ့မှာအော်အတော်ကြီးကလည်းဒီနေ့အတော်ကြီးကိုယ်တိုင်တော့မှဆုံးမကြီးလက်ထဲမှာစားခံရတော့မလို့မဟုတ်ဘူးလားအခုသူ့ကိုပြန်ပြီးတော့သင်ခန်းစာပေးအောင်မယ်ဟုတ်လားထူးဆန်းလိုက်တာငါ့ကိုဘာမှလာပြောမနေနဲ့နှက်ဖြန်ကြရင်တော့အဲ့ဒီဆုံးမငါကျင်းတွေပေါ့သင်ခန်းစာပေးပြမယ်စောင့်ကြည့်နေလိုက်နောက်နေ့မှအတော်ကြီးကလည်းမဟုတ်အချုံမျိုးစုံလုပ်ပြီးတော့ဆိုင်မှာတတိချာထည့်ထားလိုက်ပါတယ်အဲ့ဒီဆုံးမကြီးလာပါစေအောင်ဒီအချိန်မှာဆုံးမကြီးကလည်းပျော်ရွှင်စွာနဲ့ကြွားရဲဝင်လာခဲ့ပါတယ်ဘာဖြစ်တာလဲအဖွားကြီးရဲ့ဒီနေ့နေရမုတ်တွေအများကြီးငါတို့ပြင်ဆင်ထားပေးရပဲဒါဆိုရင်တော့ဒီနေ့ငါမုတ်အချုံကနေပြီးတော့ပဲစတင်လိုက်တော့မယ်ဒီလိုနဲ့ဆုံးမကြီးကကြီးနေနဲ့အဖွားကြီးကတော်တဲ့မုတ်တွေအားလုံးကိုစားပြစ်လိုက်ပါတော့တယ်ကောင်းတယ်အဖွားကြီးရဲ့ငါကတော့နေဆိုင်ရမုတ်အချုံအကြိုက်ဆုံးပဲနွားနုမများလေးနဲ့မလိုင်းတွေအပြင်းနဲ့အရန်စားကောင်းပြီးတော့အရသာရှိလိုက်တာဇောင်းဝကြီးကလို့ပြောနေခဲ့တဲ့အချိန်မှာပဲသူမရဲ့ဘိုက်တွေအရန်အောင်နာကျင်လာခဲ့ပြီးဘိုက်ထဲကနေအတန်တွေထွက်ပေါ်လာခဲ့ပါတယ်။ဘာဖြစ်တာလဲ။ရုတ်တရက်ကြီးဘာဖြစ်သွားတာလဲမသိပါဘူးဒုက္ခပါပဲ။အမလေးဒုက္ခပါပဲငါရဲ့ဘိုက်နာလိုက်တာမဖြစ်သေးပါဘူးအခုတစ်ချိန်ငါဒီကနေထွက်ပြေးမှဖြစ်တော့မယ်နဲ့ကြူပါတယ်။ဘာဖြစ်တာလဲဇောင်းဝကြီးအစိမ်ပြေးရလား။မြုပ်ကြီးရတာတခုခုအစိမ်မပြေတဲ့ပုံစံပဲနော်ချွေးတွေကလည်းထွက်နေရပါလား။ဇောင်းဝကြီးကဒေါသအရန်ကိုထွက်သွားတာပေါ့။သူလည်းဒေါသတကြီးနဲ့ပြောရတယ်အဖွားကြီးဘာမှလူလာမကြနဲ့နော်ရှင်တခုခုဒီထဲမှာရောထည့်ထားတယ်မလားကျမအမှန်တိုင်းပြောကျမရှုပ်ပဲတော့မှအလုပ်ပေးမှာမဟုတ်ဘူးတိလားကြည့်ပါအောင်ရွာသူရွာသားတွေဇောမကြီးကိုလာကြည့်ပါအောင်လာကြည့်ကြပါအောင်သူကသူတော်ထိန်းနိုင်တာမဟုတ်ဘူးကျမကိုကြိုက်စားမဲ့အကြောင်းလာပြောနေငါကဒီမုတ်အချို့တွေအကုန်လုံးထဲမှာဝမ်းနောက်ဆွေရောထည့်ထားတာလေအခုနင်ကတော့ဒုက္ခနဲ့လှလှနဲ့ရောတွေ့ပြီပေါ့သွားပြေးမြန်ပြေးမဟုတ်ရင်ဒီမှာပဲနင်ကိစ္စတွေအကုန်လုံးကိုပြီးအောင်လုပ်ကြမလို့လားအခုတော့ငါဒီကနေသွားလိုက်အောင်မယ်အဆင်ပြေကျမ်းမာသွားပြီဆိုရင်တော့ငါနေ့ရှိကိုပြန်လာခဲ့မှာပါနေငါလက်ထဲကနေမလွတ်ပါဘူးနေ့ုံပဲငါအရင်ဆုံးဝါစပြစ်မယ်သိလားအမလီဆုံးမကြီးရဲ့ရှင်ကကျမကိုအယူလို့ထင်နေရလားဒီမုတ်ချိုတွေအကုန်လုံးထဲမှာလေဝမ်းနောက်စစ်တစ်မျိုးတွေထည့်ထားတာမဟုတ်ဘူးဒီထဲမှာတန်းစင်နေတဲ့ရေမန်းတွေကိုလည်းထည့်ထားတယ်ခဏကြာမှာပဲနေတခါရဲလောင်ကျွမ်းပြားကြသွားမှမသိသေးဘူးလားခ
ခဏကြာမှဇုံဝကြီးရဲ့ခနာကိုယ်ကလည်းမီးလောင်ကျွမ်းလာခဲ့ပါတယ်ဇုံဝကြီးလည်းအော်ပြီးပြောတာပေါ့ဒုက္ခပါပဲငါရဲ့လက်ဖင်းရှိကြီးငါရဲ့ခနာကိုယ်တစ်ခုလုံးပူနေပြီဟဲ့ဒုက္ခပါပဲအဖွားကြီးရေငါနဲ့ရှိလာမိရမှားတာပဲနောက်ဆုံးဇုံဝကြီးမီးလောင်ပြကျသွားပါတယ်ရွာသူရွာသားတွေအကုန်လုံးကလည်းအတော်ကြီးကိုကျေးဇူးတင်ကြတာပေါ့နောက်တော့အားလုံးပျော်ရွှင်စွာနေထိုင်သွားခဲ့ပါတယ်